အဲ့တော့ဒီတစ်ပတ်တော့ဦးဇင်းတို့ဝါဒနဲ့ဆိုင်တဲ့တရားလေးတွေဦးဇင်းပြောသွားမယ်နော်အဲ့တော့အရင်တစ်ပတ်ကသူတစ်ပါးပါဇက်လမ်းမဆုံးစေနဲ့ဆိုတဲ့စကားမျိုးပဲနော်တန်တရားတစ်ခွင်လုံးမှာဦးဇင်းတို့သူတော်ကောင်းတို့သည်မိမိရဲ့အကြံအစီပေါ်မှာအဓိပတိထားရင်လည်းထားတယ်သူတစ်ပါးရဲ့ပြောဆိုသွန်သင်မှုပေါ်မှာအဓိပတိထားခြင်းလည်းထားတယ်အဲ့တော့တငါနာနီတငါမဟုတ်ဆိုနာနီမဟုတ်ဆိုမိမိချင်းကပ်မိရာအမှန်ဒါမို့လို့ဘုရားရှင်ကိုရောင်မြတ်ကြီးကကာလမတုတ်တို့များပြောလိုက်တာငါအကြံစီနဲ့ကြိုက်တယ်ဆိုပြီးတော့လည်းမယုံလိုက်နဲ့အောင်တဲ့ဟမ်ဒီဘုန်းကြီးပြောတာငါနဲ့ကြိုက်တယ်ဆိုရင်ရမကြိုက်လဲနေဘူးနော်ဟမ်မယုံလိုက်နဲ့အောင်ဦးသိန်းစီကိုမကြမ်းမကြ report တက်တာလည်းရှိတယ်ဘုန်းကြီးတရားတွေနာပြီးတော့အုံးတွေလည်းဆွန့်လိုက်ပြီးအိုးတွေလည်းဆွန့်လိုက်ပြီးနော်ဘိုးတော်တွေလည်းလွတ်ပလိုက်ပြီးနော်ဆိုတော့ဘုန်းကြီးအကြိုက်ဦးစင်းအကြိုက်လုံးရတာမဖြစ်စေနဲ့ဦးစင်းပြောလို့လုံးလိုက်ရတာဆိုမင်းဟာမဟုတ်သေးဘူးရှင်းတော့ဘယ်သူကိုယ်တိုင်သိရမှာကိုယ်တိုင်ဓာရီဟာအလကားအသုံးမကျဘူးသက်ငါတို့အလိန်ခံရတာလို့ကိုယ့်ကိုရှက်ပြီးတော့လေတကယ်တော့ရှက်เสียကြီးလူချင်းအလိန်ခံနေရတာရှက်လိုက်တာဟမ်ရှင်းတယ်နော်ပြီးတော့ဗုဒ္ဓဘာသာအားနည်းလာပုံကလေဦးဇင်းတောင်းစီအောင်ကြည့်လာဖះတွေ့ရင်ကလေးတွေကြော့ခိုင်းကြတယ်ဗုဒ္ဓဘာသာမိဘတွေအမေဘာဖြစ်လို့ကြော့ရမှာလဲဆိုဟဲ့ဖះကြော့ရှာရှိတာသူမင်္ဂလာလို့ပုဂ္ဂိုလ်ကလက်မခံဘူးနော်ငယ်တော့ဘုန်းကြီးတွေကြော့ခိုင်းတော့အမေလို့ကရုံတုံးပြီးတော့ဒါတွေဝတ်ထားရုံနဲ့ကျုပ်ကဘာလို့ကြော့ရမှာလူချင်းကိုနော်သူမင်္ဂလာဘယ်သူမှခေါင်းရှိုးခြင်းတဲ့ကောင်မဟုတ်ဘယ်သူမှဥချခြင်းတဲ့ကောင်လည်းမဟုတ်အဲ့တော့ဘာကိစ္စနဲ့ကျုပ်ကကြော့ရမှာလဲဟဲ့သံဃာဆိုတာဘာတော့သံဃာပါဆိုဒါပဲတတ်တယ်သူတို့ဘာမှမတတ်ဘူးဟမ်ဘယ်လိုကျေးဇူးရှိတယ်ဘာကြောင့်ကျေးဇူးရှိတယ်ရှင်းပြနိုင်စွမ်းကိုမရှိတဲ့မိဘတွေကပေါက်ဖွာလာတဲ့ဗုဒ္ဓဘာသာဟာဟမ်ပျက်စီးကုန်ပြီရှင်းသလားပြောနိုင်ရမယ်ဖယားဆိုတာဘာကြောင့်ဖယားခေါ်တယ်ငါတို့အတွက်ဘယ်လိုကျေးဇူးရှိတယ်ဒါကြောင့်မို့ကြောတဲ့ငါသားရေဘယ်လိုကျေးဇူးရှိတယ်ကျေးဇူးရှင်ဟာလို့ဆိုရင်ဒီကလေးကနားမလည်သေးပြီမဲ့ဩကျေးဇူးရှင်ဟမ်သူဒါရှေ့ကိုလေ့လာစရာလမ်းကြောင်းလေးရတယ်အခုတော့ခေါင်းခောက်ခါရတာပဲဖတ်တယ်ဘာလို့ तू မှမသိပဲဘူးဟမ်ရှင်းလားအဲ့တော့အုပ်ရောကြောဆိုကြီးလာတော့ရဲရသာရွေးတာပဲဗုဒ္ဓဘာသာလိုပြဿနာရွေးမှပဲဗုဒ္ဓဘာသာပိသသလိုဟမ်အကုန်ထင်အောင်ထင်မှားတွေဖြစ်လာတယ်နတ်ဆင်သွားပြီးနတ်ပသနေတာကဗုဒ္ဓအဆုံးမလိုပြီးတော့သူတို့ကလည်းရောကြိတ်ထားတာဖယားနဲ့ရောကြိတ်တယ်သူတို့ကဒါမို့လို့မင်းတို့နတ်ကိုးကွယ်ခြင်းနတ်ကိုးကွယ်မှုသီးသန့်လောက်ကြသာသနာနဲ့လာမရောနဲ့ဗုဒ္ဓဘာသာနဲ့မဆိုင်ဟုတ်ပြီလားနောက်ကိုမှတ်ထားနတ်ကတော်ကိုဆန့်ကျင်ရေးနဲ့နတ်ဆန့်ကျင်ရေးဟောနေတာမဟုတ်ဘူးကိုယ့်ကိုယုံကြည်ချက်နဲ့လှုပ်ချင်ရင်လှုပ်ပါဗုဒ္ဓဘာသာနဲ့တော့လာမရောနဲ့ဗုဒ္ဓနဲ့နတ်နဲ့မဆိုင်ရှင်းပြီလားအဲ့ဒီထွက်ရပေါက်ရောင်ဓာတ်ရောင်နတ်ရောင်နဲ့သာသနာပြုစကားလုံးဝမသုံးပါနဲ့ကိုယ့်ဟာကိုယ်ထွက်ရပေါက်လှုပ်ချင်ရင်လှုပ်ကြအဲ့ဒီထွက်ရပေါက်ဆိုတဲ့ယူကြောင်နဲ့ဗုဒ္ဓနဲ့မဆိုင်ဒါရှင်းလားဗုဒ္ဓအဆုံးအမထဲမှာဒါတွေမပါဘူးရှင်းသလားဗုဒ္ဓပြောတာကံနဲ့ကံရဲ့အကျိုးဘယ်သူကိုဘယ်သူအားကိုးရမှာအဲ့တော့ငါတို့အမြင်စင်ကြယ်ဖို့လိုတယ်ဘာလို့လဲသူဦးဇင်းပြောတာအယူစင်ကြယ်ဖို့လားအမြင်စင်ကြယ်ဖို့လားတန်တရားတစ်ခွင်လုံးကငါတို့နေခဲ့ကြတာကအယူနဲ့နေခဲ့တာဘာနဲ့နေခဲ့လားဒါကြောင့်ဗုဒ္ဓဘုရားရှင်သည်အယူဝါဒပိုင်ရှင်လားလမ်းပြသူလားအဲလိုကျတို့မျက်စိနှကွင်းလင်းအောင်ဖွင့်ပေးခဲ့တဲ့လူဟောဒီလမ်းကရှောက်လို့လမ်းကိုပြခဲ့တဲ့လူဝါဒတီထွင်သူမဟုတ်ပါဘူးဝါဒပိုင်ရှင်လဲသေချာနာနော်3ရက်အချိန်ရလို့ခ
ခါတဲ့စနစ်တကျပြောနေတာခုဒီတန်တရားကြီးဟာအလိုလိုဖြစ်လာတာသူများဖန်ဆင်းလို့လားဖြစ်ချင်တယ်လို့ဖြစ်နေတာလားဘယ်လိုဖြစ်လဲအကြောင်းနဲ့အကြောင်းရှိသလိုအကြောင်းကောင်းရင်အကြောင်းမကောင်းရင်အဲ့ထဲမှာပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမပါသလားကောင်းပြီအဲ့တော့ဒီနေ့ဗုဒ္ဓဘုရားရှင်ဟောခဲ့တဲ့တရားများသည်ဗုဒ္ဓရှင်ကြီးဂေါတမဤမူပိုင်တရားများလားတဘာဝအမှန်တရားတွေလားဗုဒ္ဓပြောသည်ဖြစ်စေမပြောသည်ဖြစ်စေဟောသည်ဖြစ်စေမဟောသည်ဖြစ်စေမှန်နေတဲ့တရားရှင်းလားဒီတရားဗုဒ္ဓပြောလို့မှန်သွားတာလားအမှန်ကိုဗုဒ္ဓပြောသွားတာလားဒါဖြင့်ဂေါတမမူပိုင်လည်းမဟုတ်ပါဘူးကသဗ္ဗမူပိုင်လည်းနောက်မေတ္တေယမူပိုင်လည်းပွင့်တိုင်းသောဖယားအားလုံးဟောတဲ့အမှန်တရားရှင်းရလားအဲ့တော့ဗုဒ္ဓများသည်ဘာကြောင့်ဗုဒ္ဓဖြစ်သွားကြသလဲလို့မေးရင်အမှန်ကိုမြင်သွားတယ်အေဟိပတ္တိကောတန်ဒိဋ္ဌိကောပြန်ကြည့်အေဟိပတ္တိကောလာမင်းလဲကြည်စမ်းပါခေါ်လို့ရတယ်ဘိုးတော်ဝါတရားတွေလားမမြင်ရတာတွေရမ်းပြောနေတာလားမြင်နိုင်တဲ့တရားတွေလားကြိုက်တဲ့ပုဂ္ဂိုလ်လားကြည့်လိုက်တို့ဗုဒ္ဓဘာသာလေးဦးဇင်းကအရမ်းကြည်ညိုတာအဲ့ဒါကြိုက်တဲ့လူကိုခေါ်ပြီးတော့ပြလိုက်တန်ဒိဋ္ဌိကသူများပြောနေသိရမှာလားကိုယ်တိုင်မြင်ရမှာအဲ့ဒါသိဝမ်းမြောက်ဖို့ကောင်းဒါလောက်လက်တွေ့ဆန္ဒတွေရှိနေရတဲ့နဲ့ဘာလို့စိတ်ကူးရင်လမ်းကြောင်းလိုက်နေကြသလဲကျုပ်ကစဉ်းစားတယ်အဓိကတော့မြန်မာများရဲ့ပြင်းသောစိတ်နဲ့ဖြင်းသောစိတ်မြန်မာတွေရဲ့ငါပြင်းနဲ့ငါဖြင်းကြီးအချောင်ရအကုန်လိုချင်ရှင်းလားဘလို့ဘယ်ခင်ဗျားတို့အချောင်လိုချင်ကြသေးလားတရားပွဲတွေတော့အဆင်ပြေအောင်လုပ်လိုက်ဖို့နေဘူးလေဦးဇင်းတို့နိုင်ငံသားတွေနဲ့သွားဖို့လာဖို့အဲ့တော့ကိုယ်စီရပစ္စည်းလေးဗမာဆိုတော့အကျဉ်းရပါတယ်မိတ်ကလည်းဖွဲ့ချင်သူလိုအပ်တဲ့ထင်ပေးလိုက်ဂျူးကြီးဗမာတွေဆိုတော့နေသေးတယ်ပြောဒါပဲလားကိုဟောပေးလိုက်ငါ့စီမလည်းပါတယ်မဟုတ်ဘူးကျွန်တော်ခင်ဗျားကိုပေးတာငါသနာစရာတော်မဟုတ်ဘူးလေငါ့စီမှာငါပိုင်ပစ္စည်းအကုန်ရှိတယ်မလို့ဘူးရှင်းလားဗမာတွေကတော့ပေးပါဦးရှက်တယ်မရှက်ဘူးအတောင်းရမ်းကဝါသနာပန်းနေအဲ့တော့အဲ့ဒါဖြက်ပြစ်မှဖြစ်သဘောပါသလားအဲ့ဒါကိုဦးဇင်းဘုရားရှင်ရှိသွားရင်တော့ဦးဇင်းငယ်ငယ်လေးကဆူတောင်းတော့မှကြံရင်လေကိုယ့်ကိုစဉ်းစားခဲ့တာလေးတွေခင်ဗျားတို့ယူခြင်းလဲယူပေါ့ဗျာသူမင်္ဂလာကိုကြွားနေတဲ့ထင်လဲသဘောပါပဲသူမင်္ဂလာတော့ဘလို့သတ်မှဂရုစိုက်မဲ့ပုဂ္ဂိုလ်တော့မဟုတ်ဘူးကြိုက်သလိုသတ်မှအရေးကြီးတာကိုပြုတ်တဲ့အလုပ်ဟာသာသနာအတွက်အကျိုးရှိရင်တော့ဒီကောင်ဘာကောင်ကြီးပါပြောကြိုက်သလိုပြောကြိုက်သလိုဝေဖန်နိုင်တယ်ရှင်းတယ်နော်ရင်ထဲကခံစားချက်ဖျားရှိသွားတယ်ငယ်ကလေးကဖျားကြော့ခိုင်းတယ်ဒါမို့မေးတယ်တကယ်ချင်းတွေကဦးဇင်းပါဠိလိုတွေပါလေဘယ်လိုဘယ်ချင်းရဒီကွာငါတို့9ရန်ဆိုရင်အဖေကမင်္ဂလာတုတ်စက်ချက်ခိုင်းတယ်အဲ့တော့မုံဘိုးတမတ်ရတဲ့ခေတ်မှာမင်္ဂလာတုတ်ရရင်တရားရတယ်ဖေရကျက်တာဗောပြောပါကြီးဟုတ်လားအဲ့တော့ပရိကြီးဆက်သုတ်ကိုတသုတ်ရတိုင်းတရားရတဲ့အတွက်ငါတို့ကြက်လာတယ်ငယ်ငယ်လေးကပါဠိရရင်းနှီးပါတယ်အဲ့တော့ဘုရားကြော့ရတယ်ဘုရားရှင်ရှေ့ရောက်ရင်အမေကဆူတောင်းခိုင်းအမေတောင်းနေတာတွေလည်းကြားတယ်အဖေတောင်းနေတာတွေလည်းကြားတယ်အဲ့တော့အဲ့ရုပ်ထုရှေ့မှာဘုရားရှင်ရှေ့ပေါ့ဘုရားရှင်ဆိုရုပ်ထုပဲရှိတာဟုတ်နော်အဲ့တော့ကိုယ်လည်းရုပ်ထုပဲမြင်နိုင်တာဟုတ်အဲ့ကလေးလိုပဲမြင်ပါမယ်ရှင်းရလားကိုကလေးတွေတော်တော်များများတော့မှရေထဲကဆယ်လာတဲ့ရုပ်ထုဆိုရင်ရေထဲကပေါ်လာတဲ့ဘုရားပေါ်တော်မူဘုရားဆိုထူးရင်ထူးနေကြသေးတာကလေးစိတ်မပြောက်သေးတဲ့လူတွေကမြ
မြေကြီးတဲ့သူကသူသွားဖွဲ့ထားပြီးပြန်ပေါ်လာပြီးတော့ပေါ်တော်မူဖရာဆိုရင်လည်းထူးရင်ထူးနေကြသေးတာအဲ့ဒါကလေးစိတ်မပြောတဲ့ဟာတွေသူကရုပ်ထုပဲမြင်တာဟုတ်ဖရာမှမမြင်မနဲ့ရှင်းလားငါတို့ကိုးဝယ်တာရုပ်ထုလားဖရာလားဖရာလို့အဆုံးမပေးရတဲ့ဖရာအဲ့ဂုံတော်တွေစာသံပေးတဲ့နဲ့မပြောနဲ့ဝေးလုံးလို့ဘုံတော်ကိုပါဖရာအဲ့ဒါစာလူပြောနေတာဝေးတယ်ကိုအောင်တော့ထဲရောက်အောင်ထဲငါတို့ကိုအရိယသစ္စာတရားတွေဆုံးမတတ်တဲ့ဖရာအဆုံးမပေးတဲ့လုံးသိချရောင်ဝါဗုဒ္ဓဘာသာတွေအမြန်ဆွဲတင်မရစာတတ်တာလို့ပေတတ်တာလို့နဲ့အိုပလီကြီးကြီးကျယ်ကျယ်ပါဠိလိုတွေရှောက်ပြောဘာသိလုံးဆိုဘာမသိကျင်းတယ်နော်အကျိုးရှိဖို့လိုတယ်ရှင်းရလားရောင်းကောင်းတယ်ဝယ်ကောင်းတယ်တိုးတက်တယ်ပြောနေတယ်နောက်ကအရင်ကပြုတ်နေအကျွေးနဲ့လဲနေတာ तू မသိဘူးရှင်းလားသဘောပေါက်သလားဟာဘယ်မျိုးသွားကြည့်ရွှေစီရီကြီးတွေဟိမ့်လို့ပြီးတစ်မျိုးလုံးသခိုးနဲ့ကြဘိုးကြီးပဲဒါပေမဲ့အဲ့ဒီစီရီကဂုံယူစရာလားဘုရားဘာသာအယောင်ထုံးပြောင်တဲ့ရွှေရောင်တွေဝင်းနေတယ်ဆိုဂုံယူစရာလားရွှေရောင်အကျင့်ရှိမှရွှေမချပဲရွှေရောင်လွှမ်းမှာဘုရားရွှေသင်္ကန်းကတော့ဘာကျေးဇူးများလို့သူမင်္ဂလာတော့ကျေးဇူးများတာမမြင်ဘူးတခိုးပေါ်လာတာမမြင်ကြိုက်တယ်လူစောရကတက်ဗျာရှင်းလားသဘောပေါက်သလားမယောင်ရစီလူအပိုအလုတ်တွေလှုပ်ပြီးတော့မှတကယ်လိုအပ်နေတဲ့နေရာဆင်းရဲသားတယောက်ကစားစရာမရှိလို့လာတောင်းတော့မောင်းထုတ်ဒါဗုဒ္ဓဘာသာနိုင်ငံလားရေဝယ်သုံးနေရတယ်သူကကျုံနိုင်ငံကြည့်ရှက်ဗုဒ္ဓဘာသာရေဝယ်သုံးနေဟုတ်မြို့နယ်တိုင်းမှာရေသားနေလှူလိုက်ချင်တယ်ရှင်းလားကဲရှိတဲ့ကောင်တွေဘာလို့နေကြလဲဘုံတော့မရှိဘူးလားမသိဘူးရေသဘူးတလောက်သုံးနေရတဲ့ကုန်ကြစိတ်ဒါမို့လို့နာကင်းတော့ကကိုကချော်တော့ငေါ့ပြီးသွားတာပါသူတို့လိုအပ်လို့သွားတာမဟုတ်ဘူးနော်အဲ့တော့ဟိုမှာသွားလေ့လာရင်းနဲ့ပေါ့လေနော်ဒါလည်းကြီးကျက်ပြီးရှောင်းရသေးတာအဲ့ဒါတွေအဲ့တော့သူတို့ရွာတွေမှာရေသန့်နေပွဲသုံးဟာရေသန့်အောင်လုပ်လို့ရတယ်မင်းတို့အဲ့တော့ရေကန်လေးဆေးဆိုတော့ရေကန်လေးဆန်းငံရေဝင်ထားတယ်စုပ်ဘုန်းကြီးတရေနဲ့မြောင်နေရေစုပ်ပေါ့ပထမတရေစုပ်ပြီးအောက်ကအနယ်တွေချစ်ထုတ်ဒီဟာတွေကငန်းနေတာပဲထိုင်ပြောနေကြတာလုံးမလူတရားမှမရှိဘူးမင်းတို့ဒီပုံစံနဲ့ဘလို့မှရေကချိုးမလာဘူးချိုးလာပါစေဆူတောင်းရမလားဘာလို့အောင်ချိုးအောင်လုံးမချိုးမှာစီဘိုးမရှိဘူးအမှန်တက်မဲ့ကတ်နေတာသိတယ်ရောစီဘိုးမရှိရောစီဘိုးကွာရောစုပ်စုပ်ပြီးသွားပြီတဲ့ဘုန်းကြီးပြီးအနေတွေဆဲလူဆင်းမှလို့ကိုဆင်းမှလို့ဗမာစိတ်ဓာတ်များလေအေယာဝတီရောက်ပို့သိတယ်သဘောပါသလားအဲ့တော့ငါဒီလူမျိုးဘလို့ကဲရမလဲစိတ်ထဲမှာတော်ရင်လေးကိုထူမှကိုထမှာကိုဟာကိုမထူပဲနဲ့တော့မထနိုင်ဘူးအဲ့ဒါဘုရားရှင်ရှိသွားဘာတောင်းညာတောင်းရမလားစဉ်းစားတယ်အဲ့ဒီရုပ်ထုရှိထိုင်ဒီရုပ်ထုကတောင်းတော့ဘာကြီးသူများဘာမှမဟုတ်တဲ့ဒီအသားရုပ်ကြီးငါတောင်းတယ်ငါသုံးမကြတဲ့လူဖြစ်မှာတောင်းကွာအဲ့မှာကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးတရားနဲ့တွေ့တော့โอเคအဲ့တော့9တန်းလောက်ကစနာအဲ့တော့ဆရာတော်ဥဒ္ဓမိတ်သရဦးဇင်းတို့ဆရာရင်းမှာအဲ့တော့ဆရာတော်ဥဒ္ဓမိတ်သရကလည်းဆုတောင်းတာလုံးဝမကြိုက်မတောင်းနဲ့ပေးတဲ့ဆုနဲ့ပြည့်ပြည့်ရစေဆိုရင်ကိုမင်းတို့ဟာစိတ်ဓာတ်ပြော့ညံ့အဲ့တော့ကြိုးစားအားထုတ်ပါမယ်ကိုယ်တိုင်လုပ်ယူမယ်လို့ပြောရှင်းသလားဘယ်သူတို့တက်မှခံနေမှာမဟုတ်ဘူးဗာလဲတသံတရားလုံးနဲ့ကိုယ်တိုင်လုပ်ခဲ့ရတာပဲမဟုတ်ဘူးလားခုခင်ဗျားတို့ရထားတဲ့စီးစိမ်ဘယ်သူလုပ်ခဲ့တာအတိတ်ကဒါနမျိုးစိတ်ကိုယ်တိုင်လုပ်ခဲ့လို့ကိုယ်လက်ထဲရောက်လာတာဘယ်သူပေးတာမှမဟုတ်ဘူးရှင်းသလားခြေရောကျင်သလားအခုခင်ဗျားတို့ရဲ့ကျမ်းမာရေးဘယ်သူကိုယ်တိုင်ပြုစုလားသူများလုပ်ပေးတာလားကိုယ်တိုင်ပြုစုခဲ့ရတာလားကိုယ်တိုင်ဆောင်ထိန်ခဲ့တဲ့သီလဂုဏ်ရှိလို့ဒီနေ့ထိအသက်ရှင်နေသေးတာသီလချိုးပေါက်သူဆိုခင်ဗျားသေတာကြလားသီလရှိတဲ့လောက်ပဲအသက်ရှင်မယ်
သူကိုယ်တိုင်လုပ်ခဲ့ရတာဒါတွေလမ်းပြထားတာအမှန်ရှိတဲ့နဲ့ဘယ်သူအားကိုးစရာလိုသေးလဲအေးအဲ့ဒါကြောင့်သင်ပေးတာအားလုံးသုံးကမြို့သူမြို့သားများအန္တရာယ်ကင်း၍ဘေးရှင်းကြပါစေကြိုးစားအားထုတ်ပါမယ်လို့သေချာလို့မပေးတဲ့ဆုနဲ့ပြည့်ပြည့်အကျင့်ကမပြောက်သေးဘူးပေးဘူးကျုပ်မပေးနိုင်ဘူးနော်ဟမ်ကျုပ်ပေးတယ်ဆိုတော့လောကိုဟမ်ဦးဇင်းကခင်ဗျားတို့ကိုချမ်းသာအောင်လုပ်ပေးလို့ရသလားအန္တရာယ်ကင်းအောင်လုပ်လို့ရသလားကိုယ့်အိမ်နဲ့သခိုးမဝင်ခြင်းကိုယ့်ကိုလောအောင်ကရှင်းလားသူမင်္ဂလာတော့အုံဖွမတတ်နိုင်အုံဖွပြောတဲ့လူတွေလည်းညာစားနေတာဘယ်သူမှမတတ်နိုင်ဟမ်သက်သေပြမလဲရှင်မောက်ကလန်ဘလို့သိကဲလောကမှာဖျားပြီးရင်သူတကိုးကြီးဆုံးတကိုးရအေးတဲ့တောင်သူများရိုက်လို့သေးတာဆိုရင်ကိုကကိုကြီးရှာအုံဖတ်တော့မရတာသိကြတယ်ရှင်းသလားဘိုးဘိုးအောင်ကမြတ်မောက်ရှင်မမောက်ကလန်တဲ့ကျွမ်းသလားတော့မသိဘူးဟမ်စွမ်းသလားအဲ့ဒါအဖြေတွေပဲဒီလောက်မှမထုတ်တတ်တဲ့ဗမာတွေဟမ်ရိုးရိုးရှင်းရှင်းလေးကိုမမြင်နိုင်ကြဘူးဖြစ်နေရှင်းလားသဘောပေါက်သလား